YB Learning Center ကြိုးဆိုပါလေဒီနေ့ calculus with simple inverse function ပါပြီးခဲ့တဲ့သင်ခန်းစာကနေ့အထိပြီးခဲ့ပြီဆိုတော့ဒီနေ့ calculus with simple inverse function သင်ခန်းစာ3ပေါ့နော်3တော့အဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့သင်ခန်းစာတော့ကဒီ sin တွေ cos တွေနော် trigo function တွေအကုန်လုံးကိုဒီမှာတော့ inverse function ကိုပြောတယ်စာအုပ်မှာ inverse function ကိုပြောတယ်ကျွန်တော်တို့ကနှစ်ခုတွဲပြီးတော့တစ်ခါလေးလေ့လာခဲ့တယ်နော်အဲ့တော့ဒီမှာ inverse function ဆိုပြီးတော့တီးခြားဟို sub chapter လေးတစ်ခုဆွဲထုတ်ပြီးတော့ဒီစာအုပ်ကပြတော့ဟိုတိတ်အများကြီးတော့ page ကတိတ်အများကြီးမရှိဘူးဒါပေမဲ့ तू highlight လုပ်ချင်လို့ပေါ့နော်ဒီဥစ္စာလေးကဒီလိုဟိုဘက်ဒီဘက်ရွှေ့ပြီးတော့လောက်ရပါတယ်ဆိုတဲ့ဥစ္စာအဲ့တော့နမူနာကတော့ तू တိတ်အများကြီးမပြောတာဘူးဒါပေမဲ့ तू ပြန်ပြောတာကအများစုပြောလိုက်တာက trigo function မှာinverse function တွေလုပ်တဲ့ဥစ္စာပေါ့နော်အဲ့ဒါပြောတယ်အဲ့တော့ဟိုပညာရက်တွေကဒီလိုပဲတခုတစ်ခုဆက်ဆက်နေတာဆိုအရှိမကျွန်တော်တို့က trigo functions ကို focus လုပ်ပြီးတော့တခုပြောပြီးတာနဲ့အနောက်မှာဒီ inverse function ဆိုပြီးတော့အဲ့ trigo ရဲ့ inverse ကိုသူကလာပြောတယ်သူအဓိကပြောချင်တဲ့ဥစ္စာအဲ့တော့ဒီမှာပြန်ပြောလို့ရှိရင်ကျွန်တော်တို့ဒီမှာသူ့စာအုပ်မှာကinverse function ဆို inverse function ဒီတိုင်းပဲပြောလိုက်တယ်ကျွန်တော်တို့ကတော့အရှိမ trigo တွေလေ့လာခဲ့ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ trigo functions နဲ့ inverse functions ကိုနှစ်ခုကိုဒီမှာထပ်ပြခဲ့တယ်ထပ်ပြီးတော့ကျွန်တော် study လုပ်ခဲ့ရပါတော့အဲ့တော့ဘာအကျိုးကျေးဇူးကောင်းသွားလဲဆိုတော့လွယ်တာပေါ့နော်မြင်မှုကတော့ပေါ့ကျွန်တော်တို့နှုတ်မရင်ဒီတီးခြားစီကြည့်နေမျက်စိကကျွန်တော်တို့ဟိုသူသင်ဖို့အတွက်မျက်စိကတိတ်မမြင်အဲ့တော့ဒီလိုမျိုးဟို visualization နဲ့အကူအညီနဲ့ကျွန်တော်တို့ကဒီမှာပုံထပ်ကြည့်လိုက်တဲ့ချိန်ကျရင်မြင်သွားတယ်။သူဘာလို့ဆိုလိုတာပဲဆိုတာချက်ချင်းသိသွား။ဒါကြောင့်မလို့ဒီ simple Python ကိုသုံးပြီးတော့ဒီ calculus ကိုကျွန်တော်ချင်းကတ်တာ။နော် calculus ကိုချင်းကတ်ဖို့ကြိုးစားတာ။ also calculus ကဟိုရိုးရိုးတန်းတန်းကျွန်တော်တို့ငယ်ငယ်ကလည်းသင်ခဲ့တာပဲနော်။ဟိုနားလည်ရခက်တယ်ပေါ့လေ။ကျွန်တော်တို့ engineering problems တွေမှာဒီ calculus ကိုပိုင်နိုင်နေမှကျွန်တော်တို့ကတကယ်ရှင်းနိုင်တာပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီ calculus ကိုလုံးဝကြည်ကြည်နဲ့နားလည်ဖို့လိုတယ်အဲ့တော့အဲ့ calculus တွေကအခု engineering မှာလည်းသုံးတော့တာမဟုတ်ဘူးဒီ machine learning တွေပါလဲဘာလို့ machine learning က area အကုန်ဝင်တော့ဟာ engineering ဘက်တွေမှာလည်းဝင်တယ် science ဘက်တွေမှာလည်းဝင်တယ်ဟို medical ဘက်မှာလည်းဝင်တယ်ဒီ machine learning မဝင်တဲ့နေရာဆိုတော့ AI မဝင်တဲ့နေရာဘယ်နေရာမှမရှိတော့ဘူးအဲ့တော့အဲ့အထဲထဲမှာဒီ calculus တွေကလည်းကျွဲဥကြီးပါတခါလေးပါလာတော့ဟိုဒီတိုင်းလေးပဲဟို function လေးကိုခေါ်သုံးလိုက်တယ် library ကိုဒီတိုင်းခေါ်ပြီးတော့သုံးလိုက်တယ်ဆိုတော့အဆင့်လောက်က train လုပ်လို့လွယ်တယ်ဒါကကျွန်တော်တို့ software engineering ဘက်ကနေလိုက်သွားပြီးတော့ easy train လုပ်လွယ်တယ် familiar ဖြစ်ရင်ရသွားတာပဲเนาะဒီ library ကို familiar ဖြစ်ရင်ရတာပဲဒါပေမဲ့အထဲထဲမှာရှိနေတဲ့ concept ကိုနားလည်ဖို့ကြတော့ဒီ mathematics ကိုတော့ D-type လောက်ရတယ်။ computer science ကလာတဲ့အကြောင်းသားလဲ D-type လောက်ရတာပဲ။ engineer လာတဲ့အကြောင်းသားလဲ D-type လောက်ရတာပဲ။ဘယ်နေရာတော့ဟာကျွန်တော်ကဆရာဝန်ဟို medical ဘက်ကနေပြီးတော့မှ medical research မှာသုံးတဲ့ဟာတွေသိချင်လို့လုပ်တယ်။ပြီးဟုတ်တယ် library level မှာအထိတော့ချင်းကပ်လို့ရတယ်။ဒီဘက်က mathematical modeling ဘက်ကိုဆင်းလာပြီးဟေ့ဆိုလို့ရှိရင်တော့အဲ့ medical ဘက်ကလာတဲ့လူလေသင်္ချာဘက်ကိုပြန်ပြီးကျွန်းထိုးရတာပဲ။နော်။အဲ့တော့ဒါသူဘလောက်လေ့ကျင့်ခဲ့တဲ့ဘလောက် familiar ဖြစ်တယ်ဆိုတဲ့ပုံမှာမူတည်ပြီးတော့မှတယောက်နဲ့တယောက်တွေ့တာခက်တာတော့ကွာသွားတယ်။ဥပမာ engineering ဘက်ကဆိုလို့ရှိရင်ကျွန်တော်တို့ကသင်္ချာကိုထောင်းလုံးပေါင်းကြည့်အောင်မောင်းခဲ့ခံခဲ့ရတာ။နော်သင် engineer ကျောင်းသားတိုင်းအကုန်လုံးသိပါတယ်။အကုန်လုံးဒီလိုပဲမောင်းရတာပဲ။သင်္ချာကိုဖိုးညံ့ညံ့ကြည့်အောင်မောင်းရတယ်။အဲ့တော့ကျွန်တော်တို့အတွက်ကတော့မထူးဆန်းတော့ဘူးပေါ့လေ။ဒါမင်းဟိုဘွဲဖြစ်မှာတော့မစင်ကြောက်မနေနဲ့ဟာ engineer ဖြစ်မှာတော့မင်းသင်္ချာကြောက်လို့တော့မရတော့ဘူးအဲ့လိုပုံစံအဲ့တော့အခုလည်းအဲ့လိုပဲပြောရမှာ machine learning ဘက်ကိုလိုက်ချင်တဲ့လူဆိုလို့ရှိရင်တော့သင်္ချာကြောက်နေလို့မရဘူးဒါကလောက်ကိုလောက်အောင်တော့ဟုတ်ပြီသွားမယ်အဲ့တော့ဒီမှာ example 1.32 ပေါ့နော်သူ example လေးကဘယ်လောက်မှမရှိတော့ဘူးကြာဒီမှာ 1.32 evaluate each of the following expressions a sin inverse
sin inverse မှာသူကဒီမှာ square root of 3 divided by 2အဲ့ဒါတော့သွားတယ်အဲ့တော့သူ expressions ကိုကျွန်တော်ကြည့်လိုက်လို့ရှိရင် pi by 3ပေါ့နော် pi by 3ထွက်တယ်အဲ့တော့သူ့ငကိုမူလ function ကပါဆို a sin inverse နော် sin inverse function ကိုကျွန်တော်ဆွဲလိုက်တယ်အပေါ်မှာပြောတဲ့အတိုင်းပဲရှိတယ်အဲ့တော့သူ့ရဲ့ဒီမှာဒီ sin inverse function တွေကိုဒီမှာဒီလောက်ထည့်လိုက်လို့ရှိရင်ဒီလောက်တန်ဖိုးထွက်ပါပေါ့အဖြေကတော့အရေးမကြီးတော့ဘူးပေါ့နော်အဖြေကတော့အရေးမကြီးတော့ဘူးအဲ့တော့ sin inverse ဆိုလို့ရှိရင် sin inverse ရဲ့ဥစ္စာဒီမှာဘယ်လိုသွားနေတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့လာတယ်ဒီမှာအဲ့တော့ဟို point of interest ကိုကျွန်တော်တို့ကြည့်လိုက်လို့ရှိရင်ကျွန်တော် -1 to 1မဲ့စိတ်ဝင်စားတာဗျာကျွန်တော်ရဲ့ independent variable ကအဲ့တော့ဒါကိုဘယ်လိုဘာသာပြန်ရမလဲဆိုတော့ကျွန်တော်ရဲ့ independent variable x နဲ့ dependent variable y နဲ့တနည်းအားဖြင့်ကျွန်တော် control လုပ်လို့ရတဲ့ variable x နဲ့ကျွန်တော်ရဲ့ black box ကြီးတွေကနေထွက်လာတဲ့ output function output variable y က sin inverse function နဲ့ဆက်သွယ်နေပါတယ် sin inverse function လိုမျိုးဟိုပြုမှုနေပါတယ်ပေါ့အဲ့လိုပြောလို့ရှိရင်နော်ဟိုအတိအကျကြီးထွက်တာမဟုတ်ဘူးဒီလိုပုံစံမျိုးရှိတယ်ဟုတ်ပြီ sin inverse ဆိုလို့ရှိရင်သူက non linear function နော်ဒီဘက်မှာကြောဝင်ဒီလိုလေးတက်သွားတာဒီဘက်မှာလောက်တာကျွန်တော်က non linear ခက်သေးတယ်ဆရာကြီးကျွန်တော်က linear function လုပ်ချင်တာဘာလို့ linear လွယ်တာဟုတ်နော်အဲ့တော့ကျွန်တော်တို့အကုန်လုံးကဒီ machine learning မှာလည်းဒီတိုင်းပဲเนาะ control ဘက်မှာလည်းဒီတိုင်းပဲအကုန်လုံးက linear function ကိုပြေကကြတယ်เนาะဟို linear algebra နဲ့ linear function ကိုပြေက linear algebra ဆို matrix ပဲเนาะအဲ့ဒါနဲ့ပြေကကြတာအကုန်လုံးအဲ့လိုပဲလုပ်ကြတယ်ဘာလို့လွယ်လို့လွယ်ပြီးတော့မှဟုတ်ပြီဒါကိုကျွန်တော်ဒီလိုရှိပါတယ်ဆိုရင်ကျွန်တော်ရဲ့ particular interest ကိုစိတ်ဝင်စားတယ်ကျွန်တော်ရဲ့ independent variable x ဆရာကျွန်တော် variable x က -1 to 1ပဲရှိပါတယ်ဆရာတချို့ဟာတွေက negative တော့မရှိ positive ပဲရှိအဲ့တော့ကိုယ့်ရဲ့ independent variable ကိုယ့်လက်ထဲမှာရှိတဲ့ independent variable ကို control လုပ်လို့ရတဲ့ variable သူ့ရဲ့ range ကအကျဉ်းရေးပါတယ်ဆိုတော့အဲ့ဒါပြောတာနော်အဲ့ဒါကလည်းပဲဟိုကိုယ့်ရဲ့ observe လုပ်တဲ့ output ပေါ့နော် y ကဒီလိုရှိနေတယ်ဒီလောက်အတွင်းမှာပဲကစားတယ်အဲ့ဒါဆိုလို့ရှိရင် good နော်ကျွန်တော် -1 to 1မှာပဲ function ကတော့ဟုတ်ပါတယ်ဒီမှာကျွန်တော်တွက်ချက်ပြီးတော့လုပ်လိုက်တာ sin inverse ကြီးနဲ့ correlation ရှိတယ် sin inverse နဲ့ကျွန်တော် estimate လုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တကယ်စိတ်ဝင်စားတာက -1 to 1ပဲဒါဆိုကျွန်တော်ဘာလို့ sin inverse ကိုသွားပြီးဒုက္ခခံနေတော့ကျွန်တော်ဒီမှာ graph ကိုကြည့်လိုက်တယ်ကျွန်တော်စိတ်ဝင်စားတဲ့ -1 to 1မှာ very similar straight line ပဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော် straight line နဲ့သူ့ကိုလုပ်ပါပေါ့ y = mx + c y = mx + c နဲ့ linear equation နဲ့ကျွန်တော်သူ့ကို estimate လုပ်တော့မှာပေါ့ estimate လုပ်လို့ရှိရင်ထုံးတယ်ပဲ error ရှိတယ်မှန်းတာကိုမှန်းတယ်ဆိုတော့ error ရှိတယ် error ရှိလို့ရှိရင်အဲ့ error ကို minimize လုပ်တဲ့ algorithm ရှိတယ်ဟို optimization မှာပုံစံအဲ့လိုသွားတာအဲ့တော့ကျွန်တော်တို့ကဒါတွေကိုသင်ကြတဲ့ကစလိလာတဲ့ကဘာတွေမှမသိဘူးဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့မစင်းစားမိကြလို့အခုကျွန်တော်ကဒီ function တွေကိုပြောတဲ့အချိန်ခါမှာအဲ့ဒီ perspective ကနေနည်းထည့်ပြီးတော့ပြောသွားတာအဲ့ဒီတော့မှဟို machine learning back control back ကိုကျွန်တော်တို့ရောက်လာတဲ့အချိန်ညလို့ရှိရင်ဒီလိုပါလားအဲ့ဒီတော့ငါဒီလိုလုပ်ခဲ့တာဒီနေရာမှာသုံးလို့ပါလားဆိုတာအဲ့ဒီတော့မှစိတ်လေတာနော်အဲ့ဒီတော့မှစိတ်လေတာဟုတ်လားအဲ့လိုလေးသိအောင်လို့ပြောပြဒီမှာဟိုကွန်ပျူတာနဲ့ရေးရဗျာ calculator နှိပ်တယ်လို့ပဲဘာမှမထူးဆန်းတော့ခဏဒီဟာကိုဒီမှာကောက်ခွားဆိုကောက်ထည့်လိုက်ရင်ဒီမှာအဖြေကတန်းထွက်ပြီplot ဆွဲခြင်းတပါဆိုလို့ရှိရင်ဒီမှာ plot ကတန်းထွက်ပြီလွယ်သွားပြီအရန်လွယ်သွားပြီအဲ့တော့ကျွန်တော်တို့ခေါင်းကအဖြေရဖို့အတွက်ကိုစိတ်ဝင်စားတော့ concept ကိုကျွန်တော်တို့ခေါင်းစိတ်ဝင်စားတယ် focus လုပ်နိုင်ပါပြီနော်ဒါကျွန်တော်တို့ဒီနေ့ခေတ်မှာ technology ကိုအားကိုးပြီးတော့ဟိုလေ့လာရတဲ့ advantage ပဲနော်ဟောမှာလာတယ်tangent နဲ့ tangent inverse အောက်မှာ square root of 3tangent နဲ့ tangent inverse တော့ထပ်ထားသေးတာเนาะကဲဟုတ်ပြီအဲ့တော့သူ့ကိုဒီမှာ equation နဲ့ထည့်လိုက်လို့ရှိရင်ဒီမှာအဖြေကတန်းထွက်ပြီမထူးစမ်းဘူးကဲဒါဆိုရင် tangent တော့
tangent inverse x ဟာလေဒီလိုသွားတာ straight line ထွက်တယ်နော်အဲ့ဒီမှာ function ကိုဘယ်လိုအလုပ်လုပ်တယ်ဆိုတဲ့ဥစ္စာရှိသေးတာနော်ဟို f of g of x ဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးလေအဲ့တော့တကယ်လေ့လာတဲ့အချိန်ညလို့ရှိရင်ကျွန်တော်တို့ကအဲ့ generate function တခုကိုယူပြီးသွားလို့ရှိရင်အဲ့ဒီပုံစံမျိုး mathematics မှာသုံးတဲ့ပုံစံမျိုးအဲ့ဒီ generalization နဲ့ကျွန်တော်တို့လေ့လာခဲ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့က polynomial ဆိုပြီးလုပ်လာခဲ့တယ်အဲ့ဒီမှာtan ကိန်းတွေတက်သွားတယ်ဘယ်လိုတက်သွားတယ် parameter a b c d နဲ့ကျွန်တော်တို့ကစားခဲ့တာ10မိနစ်ကလုပ်ခဲ့တာအဲ့ဒီတော့မှကျွန်တော်တို့က generalization ဆိုနားလည်ပြီးတော့လုပ်တဲ့အခါမှာနားလည်တာနော်အခုဒီမှာ a cos နဲ့ cos f of g of x လို့ပုံမျိုးထပ်တာတယ် inverse နဲ့ထပ်တယ်နော်အဲ့လိုပုံမှာအဲ့ဒါဆိုရင်ဒီအဖြေထွက်တယ်ပေါ့ဟုတ်ပြီ plot လုပ်ကြည့်လို့ရှိရင်ဘယ်လိုထွက်မလဲဒီမှာသူစောင်းမှကြည့်မပါဘူးလို့ဒါတွေမပြောတော့ဘူးအဖြေပဲသူတန်းပြောတာအဲ့တော့ဒီမှာတင်ကိုပဲကျွန်တော်တို့ကတွေ့နေရတယ် traditional method လုံးဝလွတ်ပြလို့မရအောင်အရန်တန်ဖို့ရှိတာနော် hand calculation ကကျွန်တော်တို့ formula derivation အတွက်ဉာဏ်ကစားဖို့အတွက်ကိုသိကြဖို့လေ့ကျင့်ယူရတာအဲ့ဒီမှာကျွန်တော်တို့အကြောင်းတော်ကြီးတွေမှာသင်နေတယ် blackboard ပေါ်မှာဆရာတွေ formula တွေရေးပြပြီးတော့သင်နေတယ်အရန်တန်ဖို့ရှိတယ်နော်အဲ့ဒါအရန်တန်ဖို့ရှိတယ်အဲ့ဒီတစ်ဖက်ကကျွန်တော်တို့ကွန်ပျူတာတွေရောက်လာလို့အဲ့ဒီဟာကြီးကိုအစားထိုးရမယ်လို့ပြောတာမဟုတ်ဘူးအဲ့ဒီမှာကျွန်တော်တို့သုံးနေရတဲ့ဥစ္စာတွေမှာအဖြေတွေလိုချင်တာမဟုတ်ဘူးစဉ်းစားတဲ့နီလန်ကိုမျက်စိထဲမှာရှင်းကနေလင်းကနေမြင်အောင်လို့ဘောတင်ပုံကြီးပေါ်မှာရေးပြနေတာအဲ့လိုကျွန်တော်သင်ရတော့မှာဟာအဖြေလိုချင်တာကဒီမှာဗျာ calculator အစကွန်ပျူတာထဲကောက်ထည့်လိုက်ကွာဆိုထွက်နေတာပဲ calculator ထက်တော့ကောင်းနေတယ်ဒီမှာ screen ကအမှအကြီးကြီးခင်ဗျားတို့ဒီမှာ plot ဆိုလို့ရှိရင်အများကြီးမြင်ရတယ်အဲ့လိုပုံစံမျိုးအဲ့တော့ကျွန်တော်တို့ဒီတင်ထောက်ကူပစ္စည်းတွေကောင်းလာတဲ့အချိန်ခါမှာကျွန်တော်တို့ရဲ့ learning လုပ်တဲ့ technique တွေ perspective တွေပြောင်းသွားတယ်အဲ့လိုပြောင်းနိုင်အောင်စူးစမ်းရတယ်ပေါ့နော်မဟုတ်ဘူးစာအုပ်ကလွယ်သွားပါတယ်ဘာလို့အဖြေကကိုကအဖြေလေးတော့ကြည့်အောင်စာအုပ်ကအဖြေကိုပြောနေတာမဟုတ်စဉ်းစားနေကိုပြောနေတာနော်ဆရာတွေကဘောတင်မုံကြီးပေါ်မှာရေးပြနေတဲ့ဥစ္စာကအဖြေလို့ကျွန်တော်ရေးပြနေတာမဟုတ်ဘူးအော်စဉ်းစားနေကိုပြနေတာပဲဒီ process ပဲဒါပဲကိုယ့်ရဲ့အမြင်လေးပဲပြောင်းသွားတာအဲ့ဒါဘာလို့ကျွန်တော်တို့အရင်ကမြင်ခဲ့တဲ့ဥစ္စာကဟိုဆင်းရဲတာဟုတ်ဗျနော်ဆင်းရဲတဲ့အချိန်ကျတော့ဟိုငါမှဒါလေးမရှိလို့ကွန်ပျူတာမရှိလို့ငါမလေးလာနိုင်တာပေါ့နော်အဲ့လိုအဲ့တော့ကွန်ပျူတာရဲ့ contributions ကဟုတ်တယ်ပညာသင်ကြားရေးမှာအတိုင်းအတာတစ်ခုထိရောက်တယ် internet ရဲ့ contribution ကအတိုင်းအတာတစ်ခုထိရောက်တယ်ဒါလေးရှိမှသင်လို့ရတာ哦အေးဒါပေမဲ့အဲ့ဒါတွေလက်ထဲရောက်လာပြီအဲ့ဒါတွေလက်ထဲရောက်လာပြီဒါဆိုလို့ရှိရင်ခင်ဗျာဘယ် level ကိုလေ့လာပါလဲဟာဒီ2စီကိုလုပ်ပြီးတော့ကွာလွယ်ပါတယ်ငါအတိကျက်စရာမလို calculator နှိပ်လိုက်လို့အဲ့ဒါဆိုရင်ခင်ဗျာဒါသုံးချတဲ့နေရာမှားသွားပြီဒီ2စီကိုသုံးပြီးတော့ခင်ဗျားက next level တက်ရမှာကျွန်တော်တို့ငယ်ငယ်ကမစင်းစားနိုင်ခဲ့တဲ့အပိုင်းကိုခင်ဗျားတို့တက်ရမှာအဲ့တော့ဒီ2စီကိုသုံးပြီးတော့ဒါတွေကိုလေ့လာတဲ့အခါမှာဉာဏ်ကအဖြေရဖို့ဘာမှမရှိတော့ဘူးအဖြေတွေလိုချင်လို့ရှိရင်ကွန်ပျူတာမှာကုတ်တင်ကိုရေးလိုက်ရမယ်ကုတ်တင်ကလည်းဘာမှခက်တာမဟုတ်ဘူးဒီဟာတွေကိုကြည့်ပြီးတော့ interpretation ကကျွန်တော်ကောင်းတယ်ရောက်တော့algebra equation ကနေလည်းကျွန်တော်ကြည့်ပြီးတော့မြင်လို့ရတာရှိတယ်visual ကျွန်တော်တို့ plot လုပ်ပြီးတော့မှမြင်ရတဲ့ဥစ္စာရှိတယ်ဆိုတာ algebra နဲ့ geometry တွေနှစ်ခုစလုံးကိုတပြိုင်နက် two communication channel နော်သင်္ချာခင်ဗျားကိုပြောနေတဲ့ two communication channel တခါလေးခင်ဗျာ study လုပ်လို့ရပြီဒီနေ့ခေတ်မှာအဲ့ဒါကိုကျွန်တော် present လုပ်ချင်တာနော်အဲ့ဒါကို present လုပ်ချင်တာဒါဒီမှာ तू ကဒီလောက်ဟို example လေးရေးပြတယ်ကျွန်တော်ခေါင်းထဲမှာပေါ်လာတယ်ကျွန်တော်ရေးချင်တာရေးမြင်လား experiment exploration ခင်ဗျာ left ထဲမှာမှဟို chemical နဲ့တွားဆက်ပြီးတော့ exploration လုပ်နေတာမဟုတ် experimenting လုပ်နေတာမဟုတ်ခင်ဗျာဒီပေါ်မှာ coding environment မှာလိုချင်တဲ့ mathematical functions တွေကိုကြည့်ပြီးတော့ခင်ဗျာအများကြီး research လုပ်လို့ရတာပဲခင်ဗျာ experiment လုပ်ရမှာဖြစ်တယ် observation နဲ့ experiment လုပ်တယ် observation လုပ်တယ် conclusion ဆိုရတယ်ဒါပဲဒါတွေပဲလုပ်နေရတာပဲနော်အဲ့တော့ဒီမှာA sin နဲ့ cos နဲ့ဟောဒီလိုမျိုးထပ်ဖြစ်တယ်ဘာလို့ဖြစ်လာမလဲမသိဘူးဒီမှာအများကြီးကစားလို့ရပြီ combination ကြိုက်တာကစားတော့ तू ကတစ်ခုနှစ်ခုလောက်စမ်းပြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနီးလန်းရပါပြီအဲ့ဒါဆိုရင်ကလေးတွေပို့ပြီးတော့ဟိုတက်တယ်ဆိုအဲ့ဒါကြောင့်ပြောတာ
ကလေးတွေကိုကြတော့ဒီလိုဆော့လို့ရတယ်ဆိုတော့နီလန်လေးပေးလိုက်လို့တို့ဆော့တာတို့အနေနဲ့ဒါကိုဆော့တယ်ဆို game ဆော့တယ်လို့ပဲနော်ကလေးတွေ game ဆွဲနေလို့ရှိရင်တင်ချတာတင်ပေးနော်တင်ချတာတင်ပေးတင်ချကိုတို့ဟိုတကယ်စိတ်ဝင်စားလို့ရှိရင်တို့ game ထက်ပို့ပြီးတော့စိတ်ဝင်စားတာကောင်းတယ်နော် game မှာဒီအကောင်ကဒါပဲလေအသေးပဲလေ program ရေးထားပြီးသား code လုပ်ထားပြီးသားဒီမှာ exploration ဆိုတာအများကြီးပဲအများကြီးကျွန်တော်တို့ဟို research လုပ်လို့ရတယ်လေ့လာလို့ရတယ် exploration အဲ့တော့သင်္ချာကိုစာအုပ်ထဲမှာပါတာပဲပြောတာမဟုတ်ဘူးစာအုပ်ထဲမှာပါတာနမူနာတွေပြောတာ concept တွေကိုနားလည်အောင်ရှင်းပြနေတာနားလည်ပြီးသွားလို့ရှိရင်ခင်ဗျာကွန်ပျူတာတစ်လုံးရှိတာနဲ့နော် internet ရှိရင်ခင်ဗျာမွေလို့ရတယ်ကွန်ပျူတာတစ်လုံးရှိတာနဲ့ decoding environment မှာခင်ဗျာ research လုပ်လို့ရတယ်နော်ခင်ဗျာရဲ့ findings တွေကvery good excellent ဆိုလို့ရှိရင်သက်ဆိုင်ရာ university ကိုခင်ဗျာခုခုကိုချင်းကပ်ပြီးတော့ခင်ဗျာ present လုပ်လို့ရတယ်ဒါကိုရဲ့ဟို career development เนาะဟုတ်ပြီအဲ့တော့ဒီလိုသွားတယ်အဲ့တော့ဒီအထိသူ example 1.32 ပြောလိုက်တယ်ပြီးရင်သူကပြီးသွားပြီဒီမှာတခုကောင်းတာကြည့် student project ဆိုပြီးတော့ထည့်လာတယ်အဲ့တော့ဒါပညာသင်ကြားတဲ့ပုံစံเนาะပြောင်းသွားတဲ့ဥစ္စာကိုပြောတာဒါတက္ကသိုလ်ဝန်ထမ်းပေါ့เนาะတက္ကသိုလ်ဝန်ထမ်းမှာကျွန်တော်တို့သင်နေတဲ့အချိန်ကြာလို့ရှိရင်သူကဒီမှာ graph လေးဆွဲပြတယ်ဟိုလိုလေးလုပ်ကြည့်ပါဒီလိုလေးလုပ်ကြည့်ပါ for example เนาะအဲ့တော့ဒီလိုပုံစံမျိုးလေးတွေပဲကျွန်တော်တို့လုပ်ကြည့်နေဗျာကြိုက်တာခေါင်းကိုယ်ခေါင်းထဲမှာရှိတဲ့ဒီ trigo function တွေကိုပေါင်းနဲ့နှုတ်တယ်မြောက်တယ်စားတယ်ပေါ့အဲ့ဒီမှာလည်းတိတ်နေလို့ပေါင်းနဲ့နှုတ်တယ်ဆိုရင်တိတ်ပြဿနာမရှိဘူးကျွန်တော် function တွေမှာပေါင်းတာကဟိုပြဿနာနည်းတယ်ပေါ့အရှိက a + b နဲ့ b + a နဲ့တူတယ်ဒါပေါင်းရဲ့ player ကုန်တက်တည်းရှိသေးတယ်နှုတ်ကြည့်မယ်ဆိုလို့ရှိရင်a - b နဲ့ b - a နဲ့မတူတော့ပြန်ဘူးအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုရှိလဲနောက်ကမြောက်တယ်နှစ်ခုမြောက်လိုက်တယ်ဆိုလို့ရှိရင်ဒါကလွယ်သေးတယ်a * b နဲ့ b * a နဲ့တူတူပဲ2နဲ့3နဲ့မြောက်တာနဲ့3နဲ့2နဲ့မြောက်တာတူတူပဲဖလဲရကုန်သက်တရှိတယ်ပေါ့စားတယ်ဆိုရင်ဘယ်လိုလုပ်မလဲစားတယ်ဆိုရင်ကြတော့ဘယ်ဟာကအပေါ်လဲဘယ်ဟာအောက်လဲပိုင်းခြေပိုင်းကိုရှိပြီလားနော်အဲ့လိုမျိုး3/4နဲ့4/3နဲ့မတူဘူးလေအဲ့လိုပုံစံမျိုးအဲ့တော့ကို့မှာဟို study လုပ်စရာအများကြီးပဲအဲ့လို study လုပ်စရာအများကြီးပါဒီ tools ကိုသုံးပြီးတော့ကြိုက်တယ်လို့လုပ်လို့ရတယ်ကြိုက်လို့လုပ်လို့ရအခုဒီမှာကျွန်တော်ဒါကိုနမူနာနဲ့ပြောတာနော်သူ့ဟိုမှာလုပ်တယ်ကျွန်တော်ရှောက်စော့တာစိတ်ကူးထဲမှာတဲ့တဲ့ဟာရှောက်လုပ်တာနော်မှန်တာမှားတာအရေးမကြီးဘူး experimenting လုပ်ချင်တယ် experiment လုပ်ချင်တယ်ဘာလေးထွက်လာမှမသိဘူး observe လုပ်ကြည့်ချင်တယ်ဒါဆိုရင်ဘာလေးဖြစ်မလဲမသိဘူးအဲ့ဒါ curiosity နဲ့သွားတယ်ဒါမှကျွန်တော်တို့ science ကဒီ ground ကို basis ground ကိုမြင်မိတာနော် curiosity နဲ့သွားတယ် exploration လုပ်တယ် experimenting လုပ်တယ်အဲ့ဒါ research ပဲအဲ့ဒါ project ပဲနော်အဲ့တော့ဒီမှာကျွန်တော်တို့ဟုတ်ပြီဒီလို function တစ်ခုပေါင်းလိုက်တယ်ဗျာ sin နဲ့ cos တည်နေတယ်ကဲနှစ်ခုပေါင်းကြည့်တယ်ဘာဖြစ်မလဲဟောဘယ်လိုပဲရွှေ့လဲဘာကြောင့်ရွှေ့လဲနှုတ်ကြည့်ဘယ်လိုဖြစ်မလဲမြောက်ကြည့်ဘယ်လိုဖြစ်မလဲဟောစားကြည့်ကဲနော်အဲ့မှာတွေးလိမ့်မယ်နှုတ်တာနဲ့စားတာနဲ့ဆိုလို့ရှိရင်နည်းနည်းလေးပြဿနာရှိတယ်အထူးသဖြင့်အစားမှာ1 byte ခံတဲ့စီမှာဟိုပြဿနာရှိတယ်ဒါကြောင့်မလို့ဟိုမှာ inverse function ဆိုပြီးတော့လဲဆွဲထုတ်ပြီးတော့လေ့လာတယ်နောက်တစ်ခါကျွန်တော်တို့1 byte ခံပြီးတော့လေ့လာတဲ့ဟာတွေလည်းရှိတယ်အဲ့လိုနည်းလမ်းနေနဲ့လေ့လာကြည့်နော် function က basic function ကဒါတွေပဲနော်ဒါတွေပဲဟုတ်ပြီဒီရိုးရိုးတန်းတန်းမဟုတ်ဘူးဗျာကျွန်တော်အရှိကparameter လေးတစ်ခုမြှောက်လိုက်အောင်မယ်ဟော variable ပါလာပြီနော် variable parameter a နဲ့ b နဲ့ဗျာa လေးကိုကျွန်တော် sin ရဲ့ဥစ္စာပြောက်လိုက်တယ်ဆိုဘာဖြစ်လဲ amplitude ပေါ့ amplitude တက်အောင်ဟုတ်ပြီ a ရဲ့ amplitude ကိုဟို sin ရဲ့ amplitude ကိုကျွန်တော် a နဲ့မြှောက်မယ်ဗျာ cos ရဲ့ amplitude ကို b နဲ့မြှောက်မယ်ပြောက်ပြီးတော့ကျွန်တော်ကဒီမှာပေါင်းကြည့်မယ်ဒီတစ်ခုဟောအဲ့တော့ဒီမှာဟုတ်ပြီဒါကျွန်တော်ရဲ့ generic equation ဒီမှာ substitute လုပ်မယ်a ကို2ထားမယ်ဗျာ b ကို1ထားမယ်လွယ်လေးပြောလိုက်တာလွယ်လေးအရင်စဉ်းစားတာကဲဟုတ်ပြီဒီမှာရပြီပြောင်းပြန်လိုက်ကြည့်မယ်ဗျာဟော a ကို1ထားမယ်ဗျာ b ကို2ထားမယ်ဗျာဟောကိုကြိုက်လို့ဆော့လို့ရတာပဲလေဆော့ပေါ့ကြိုက်လို့ဆော့ပေါ့ဒါဆိုရင်ကျွန်တော်အဲ့နှစ်ခုထပ်ကြည့်ရင်ဘယ်လိုဖြစ်မလဲဟော
ဟိုဘက်ဒီဘက်နော်1နဲ့2နဲ့ပဲကျွန်တော်ဟိုဘက်ဒီဘက် switch လုပ်ပြီးတော့ကစားကြည့်တယ်အဲ့ပုံတော်ပုံထွက်လာတယ်တပုံချင်းစီကျွန်တော်ဒီတိုင်းကြည့်နေမျက်စိကအပေါ်တက်ကြည့်လိုက်အောက်ဆင်းကြည့်လိုက်နေဘယ်လိုကွာလဲမသိဘူးအဲ့တော့ကျွန်တော်ပုံတော်ပုံထပ်ကြည့်လိုက်တယ်ဟောဘာလုပ်နေတာတော့ fly လေးတွေပြေးလို့လေဒီတွန်းတော်လေးကအရှိ့ကိုပြေးတယ်ပေါ့အနောက်ပြေးတယ်လို့ယူဆတယ်ဆိုလို့ရှိရင်လည်းအနောက်ပြေးတယ်ပေါ့ဟောတွားနေတာပဲလေဒီ wave တွေတွန်းတွန်းနဲ့တွားနေတာအဲ့တွန်းနေတာဘာတွေတော့အဝိုင်းပေါ့အဝိုင်းပြေးနေတာလေကျွန်တော်တို့ကဒီ sign တွေ cost တွေက unit circle ပေါ်မှာလောက်တာအိုးနိုင်လက်တန်လိုမျိုးပေါ့နော်နိုင်လက်တန်လိုမျိုးတစ်ပိုက်ပြီးတစ်ပိုက်ပြေးနေတာပဲလေတန်နေရလဲတာပေါ့နော်အဲ့လိုပေါ့အဲ့တော့ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်ကစဉ်းစားတယ်ဗျာ1001 pattern တွေထည့်ပြစ်မယ်ဗျာဟောစိတ်ကူးတက်ရလောက်တာနော်စိတ်ကူးတက်ရလောက်တာအဲ့တော့ on off ပေါ့ AO0 ပေးလိုက်ရင်ဘာဖြစ် AO0 ပေးလိုက်ရင် cost component မှာကျန်ခဲ့မယ်ဒီ equation မှာ BO0 ပေးတယ် AO1 ပေးတယ် BO0 ပေးတယ်ဒါဆိုလို့ရှိရင် sin component မှာကျန်ခဲ့မယ်ဘာလို့ကျွန်တော် wave နှစ်ခုပေါင်းလာတာ哦 wave နှစ်ခုပေါင်းလာပြီးတော့မှသူ့ကိုမြောက်တဲ့ဒီ variable ကိုကျွန်တော်ကစားကြည့်တာ on off လုပ်တာ10ပြီးရင်11နှစ်ခုသလုံး on ကြည့်မယ်ဟောဟာအဲ့သုံးခုကျွန်တော်ဆွဲကြည့်နေကြတာဟောထွက်လာနော် pattern လေးတွေကဒီ pattern လေးကိုကြည့်လိုက်တဲ့ချိန်ကျတော့ဘာကြီးမှလည်းမသိဘူးဖြစ်ဦးမှာလေနော်အဲ့တော့ဒီမှာကျွန်တော်ကရိုးတန်းလေးစဉ်းစားသွားတာပဲကျွန်တော်သိတဲ့ sin နဲ့ cos နဲ့ function ကိုပေါင်းလိုက်တယ်ဟုတ်လား parameter လေးတွေမြောက်တဲ့ multiplier လုံးမဲ့ parameter လေးတွေထည့်လိုက်တယ်ပြီးတော့မှအဲ့ parameter လေးကို on off လုပ်လိုက်လို့ရှိရင်ဒီ switch နှစ်ခုကဒီ wave နှစ်ခုက online offline နှစ်ခုပေါင်းလိုက် online offline နှစ်ခုပေါင်းလိုက်ဖြစ်သွားမယ်ရှောက်စောကြည့်တာလေစိတ်ကူးတဲ့ရရှောက်စောကြည့်တာဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ကဟို on off လေလုပ်ကြည့်ကျင်တယ်စောစောတော့ကအရှိမပြောလို့1နဲ့2နဲ့ amplitude ကိုတစ်ဆတင်တယ်နှစ်ဆတင်တယ်နော်အဲ့လိုမျိုးလေးပြောင်းပြီးတော့လုပ်ကြည့်ကျင်တယ်ဗျာစိတ်ကူးတဲ့ရလောက်တာဟောအကုန်လုံးပေါင်းချလိုက်တော့ဒီမှာ graph က6ခုဖြစ်ပါတယ်ဒီလိုကြီးဟာကြည့်ရတာလူလေးမသိဘူးပေါ့နော် pattern လေးတွေထွက်လာတယ်အဲ့ဒါတင်ချဆိုတာ pattern တွေကိုလေ့လာတာနော် pattern of the nature ပေါ့နော်တဘာဝတရားကြီးမှာရှိနေတဲ့ pattern တွေကိုလေ့လာတာအဲ့ဒါတင်ချပြရတယ် pattern ဘာလို့လေ့လာလဲ predict လုပ်ချင်တာဟောနော်စားပါတော့ကျွန်တော်တို့ယာတိဥဒုဆိုလို့ရှိရင်ကျွန်တော်တို့ကယာတိဥဒုကဘယ်ပုံမှာမူတည်ပြီးတော့ပြောင်းနေလဲကျွန်တော်ရဲ့ဟိုနေမင်းကြီးပေါ့နော်နေမင်းကြီးကကျွန်တော်တို့ရဲ့ဟို weather ကို contribution ကအများဆုံးပဲပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနေမင်းကြီးကိုပတ်နေတယ်လေနေမင်းကြီးကိုပတ်နေတာဆိုနေမင်းကြီးနဲ့ကျွန်တော်တို့နဲ့ဝေးတာတွေနီးတာတွေဘာလို့ elliptical circle နဲ့ပတ်နေတာဟော elliptic လမ်းကြောင်းနဲ့ပတ်နေတာဟောပတ်နေတဲ့အချိန်ကတော့ဒါအခုကွက်တီကြီးတော့ elliptic ပုံစံရှိနေမှာမဟုတ်နော်ဘယ်သူမှတွားတက်ပြီးတော့တိုင်းတာမဟုတ်ဘူးကျွန်တော်တို့ကဟို mathematical model အနေနဲ့အချိန်က circle ပုံစံပတ်တယ်လို့ပြောတယ်အဲ့ဒီမှာသူတို့ calculation တွေမှာသူတို့ estimation မှာလွဲတဲ့အချိန်ကျတော့ဒါဆိုလို့ရှိရင် elliptical လမ်းကြောင်းနဲ့ပတ်တာက elliptical လမ်းကြောင်းနဲ့ estimate လုပ်တာပို့ပြီးတော့ဟိုအမှားနေတယ်ဆိုတော့ကျွန်တော်တို့ elliptical လမ်းကြောင်းနဲ့ကျွန်တော်တို့ estimate လုပ်ကြတယ်ဒါက mathematical model လေးပဲကဲဟုတ်ပြီအဲ့ဒါကြီးနဲ့လုံးလိုက်တဲ့အချိန်ကျတော့ကျွန်တော်တစ်ပတ်ပြီးတစ်ပတ်ပတ်နေတာလေပတ်နေတဲ့အချိန်ကျတော့အဲ့ပတ်နေတဲ့ pattern ကဒီမှာထွက်လာတယ်ဘယ်အချိန်ကျလို့ရှိရင်ကျွန်တော်ကဆောင်းတွင်းရောက်ပြီဘယ်အချိန်ရောက်လို့ရှိရင်မိုးတွင်းရောက်ပြီဟောအဲ့တော့ຫນွေဘယ်အချိန်ရောက်လို့ရှိရင်ຫນွေရောက်ပြီကဲအဲ့လိုပုံစံမျိုးတွေအဲ့ဒီမှာ seasonal pattern တွေထွက်လာတယ်အဲ့ seasonal pattern တွေရလာတဲ့အချိန်ကျဘာဖြစ်လဲကျွန်တော် predict လုပ်လိုက်ရတယ်ဘယ်အချိန်မှာတော့ဖြစ်ရင်ဘယ်နည်းကြာလို့ရှိရင်ငါတို့ဆောင်းဝင်တော့မှာဘယ်နည်းကြာလို့ရှိရင်ကျွန်တော်မိုးဝင်တော့မှာအဲ့လို predict လုပ်တော့ဘာအကျိုးကျေးဇူးရှိတော့ကျွန်တော် crop pattern တွေလုပ်တယ်လေဘယ်အချိန်မှာစဘာဆိုင်ရမယ်ဆိုတော့ကျွန်တော်သိတာပေါ့ crop pattern တွေလုပ်တယ်လေအဲ့ဒီအတွက်လုပ်ကြတာအဲ့အတွက်လုပ်ကြတာအဲ့တော့ဒီတင်ချာရဲ့ဒီ historical လိုက်လေ့လာလို့ရှိရင်အရန်စိတ်ဝင်စားဖို့ကောင်းတယ်နော်ကျွန်တော်တို့ရဲ့
human civilization ရဲ့လိုအပ်ချက်အရာကျွန်တော်တကယ်လုပ်ခဲ့တာအဲ့ဒီမှာနောက်ပိုင်းလူတွေရဲ့thinking ပေါ့နော်ဒီ conceptual thinking ပို့ပြီးမြင့်လာတဲ့အချိန်ကမှာဒါဘာသာရေးတွေပါလာတယ်နော်ဘာသာရေးဆိုဟိုလူသားတွေစပြီးတော့ imagination မြောက်ဝန်သားဘဝကနေဒီလူတွေလိုမျိုးစဉ်းစားနိုင်တဲ့အချိန်ရောက်လာတဲ့အချိန်ကမှာဘာသာရေးဆိုတဲ့ concept ကပေါ်လာတယ်ဘာတွေမှာသွားလုပ်လဲဆိုတော့စောတော့ပြောတဲ့ seasonal pattern နေနဲ့ဘာသာရေးritual practice တွေနဲ့ချက်လိုက်တာမမေ့တော့ဘူးပေါ့ဗျာလူတွေကဒီအချိန်မှာငါတို့ကဘာပွဲကျင်းပမယ်ကျင်းပပြီးလို့ရှိရင်တော့နောက်နေ့ကျရင်ငါတို့စပါးဆိုင်တော့မယ်စသဖြင့်အဲ့လိုသွားတာအဲ့တော့ seasonal pattern တွေနဲ့ ritual practice တွေနဲ့ကျွန်တော်တို့သွားပြီးချိန်ပြခဲ့တာအဲ့ဒါတွေအကုန်သင်ချတယ်ပဲဒါကြောင့်မလို့သင်ချရဲ့ဒီ historical လိုက်လို့ရှိရင်အဲ့ဒီဟာတွေတွေ့လာလိမ့်မယ်နော်အဲ့တော့ပညာဒီသင်ချဆိုတဲ့ဥစ္စာအစာအုပ်ထဲမှာရွေပါတယ်လို့ကျွန်တော်တို့ကယူဆပြီးလေ့လာလို့ရှိရင်အရင် dry ဖြစ်တယ်ကျွန်တော်တို့ရဲ့ study လုပ်တဲ့ဥစ္စာကဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာလောက်နဲ့ပုံပါပဲ limited ဖြစ်နေတာဒါပေမဲ့တကယ်တမ်းအဲ့ဒါမဟုတ်ဘူးဗျအဲ့ဒီစာအုပ်တွေကနေအပြင်ထွက်ပြီးတော့အပြင်မှာရှိနေတဲ့ဟာတွေနဲ့သဘာဝတရားကိုလေ့လာတယ်ဆိုတဲ့ perspective ကနေကျွန်တော်ကြည့်လိုက်လို့ရှိရင် very beautiful အရင်လာတယ်နော်အဲ့လိုမြင်အောင်ကြည့်ရမယ်ဒါမှကျွန်တော်တို့ရဲ့ဒီပညာသင်ကြားတဲ့ဥစ္စာကထိရရှိတာနော်အဲ့လိုပုံစံမျိုးအခုဒီမှာဒါက Python ပဲရောက်သွားပြီနော်ဒါ Python ဒါ list တွေပေါ့ list တွေမှာဒါ1 2 3 4 integer တွေထည့်တယ်ဒါ number ရဲ့ square root of 3ဆိုတဲ့ဥစ္စာကိုထည့်တယ်အဲ့တော့ဒီမှာအဲ့တော့ list ခုလာတယ်ပေါ့ a list ခုဒီမှာနောက်တစ်ခါ b list ခုလာတယ်ဟောအဲ့တော့အဲ့ဒီနှစ်ခုကိုကျွန်တော်ကဒီခုတွဲပြီးတော့ကြည့်ရပေါ့တွဲပြီးတော့ကြည့်တယ်ဒီမှာ len နဲ့ index တွေနဲ့ထောက်သွားတယ်ဒီမှာလာတဲ့ hit ဆိုလို့ရှိရင်a က0 index ထောက်နေချိန်မှာ a က0 b မှာကျတော့1စသဖြင့်ဒီမှာသွားတယ်အဲဒီမှာ square root တယ်မှာ square root ဆိုလို့ရှိရင်ဒီလို12 5ဆိုလို့ရှိရင်ဒါသူပေးထားတဲ့sequence တစ်ခုပေါ့ဗျာအဲ့တော့အဲ့ဒီဟာတွေကိုကျွန်တော်တို့ကထားပါတော့ကျွန်တော်ကsequence ကို arrange ကျွန်တော်လုပ်ချင်တယ်-10 to 11ဆိုတော့-1 10ကနေစမယ်11မရောက်ခင်အထိတစ်စီတိုးတဲ့ကိန်းစဉ်နဲ့တခုထုတ်ပေးပါအဲ့ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်-10 to 10ကိုlisting လုပ်တဲ့ range တွေထွက်လာတယ်အဲ့ဒီဟာကိုကြောက်တော့မှအခုဒီမှာကျွန်တော်လုပ်ပြီလေနော်ဒီမှာ x က y ဘာ y ကဘာပေါ့နော် x ကဘာလုပ်လဲဆိုတော့ x ဆိုတဲ့နေရာမှာဒီ n variable အခုဒီမှာ-10 to 10 x ကို-10 to 10ကျွန်တော်ဆွဲမယ်ဆွဲတဲ့ချိန်ကမှာသူ့ရဲ့ parameter တွေက a list နဲ့ b list နဲ့a မှာဥစ္စာကိုa မြောက်ပေါ်ကိန်း a ကိုကျွန်တော်ကဒီမှာ sign မှာထည့်မယ်မြောက်ပေါ်ကိန်း b ကိုကျွန်တော် cos မှာထည့်မယ်ပြီးတော့မှအခုလုပ်နေတဲ့ဟာလေးကိုကျွန်တော်ကဒီမှာ list လေးတွေကိုထည့်ပြီးတော့ကျွန်တော်လုပ်ချင်တဲ့ဟာကိုလုပ်လိုက်တာပြီးတော့မှဒီမှာ length ကကျွန်တော်အခုဒါဘယ်လောက်ရှိတော့ဒီလောက်ရှိပြီပေါ့252ထွက်လာတယ်combination နဲ့တူဒီမှာ looping ပတ်လိုက်တာပေါ့နော် looping ပတ်ပြီးတော့ဒီမှာထွက်လာတယ်တလားတော့လုပ်တယ်လုပ်တော့ကဲဟုတ်ပြီအဲ့တော့ဒါကိုကျွန်တော်ကဒါမှာ data frame နဲ့ထည့်တယ်ဒါတွေကဘာလဲဆိုဟို data science မှာလုပ်တဲ့ဟာလေးကျွန်တော်ဆွဲပြီးတော့ပြောပြတာနော်ဒါ pandas data frame နောက်programming ပဲလေ့လာလို့ရှိရင်အဲ့ဒါသိတယ်နော် data science ပဲလေ့လာအဲ့ဒါသိတယ်အဲ့တော့ဒီမှာ head ဆိုလို့ဒါ top 5ကိုကျွန်တော်ကြည့်တယ်အဲ့တော့ဒီမှာဇယားလေးထွက်လာပြီပေါ့a b ဒီလိုပါဇယားလေးအဲ့ဇယားလေးကိုကျွန်တော်ကဒီမှာplotting လုပ်ကြည့်တယ်ဒါဆိုရင် x နဲ့ y နဲ့ဘယ်လိုဆက်သွယ်မှုရှိသလဲဆိုတဲ့ plot တွေဒီမှာထွက်လာတယ် data science မှာကြည့်တော့ကျွန်တော်ဒီလိုကြည့်တာဘာလေးတွေပဲမြင်ရဆိုတော့ dots လေးတွေပဲမြင်တာဒါပေမဲ့ dots လေးတွေမြင်လိုက်လို့ရှိရင်ဒီမှာသူ့မျက်စိက auto ဒီမှာ pattern လေးတွေရှိတယ်ဒီမှာအဲ့ pattern လေးတွေမြင်တာစောစောတုန်းကဒီမှာသင်္ချာမှာတွဲတဲ့ graph ဒီလိုပုံစံမျိုးတကယ်တမ်းကျွန်တော်တို့မှာဒီလိုထွက်လာတာမဟုတ်မျက်စိထဲမှာတကယ်တမ်းအပြင်မှာမြင်လာတဲ့ဥစ္စာကဒါမျိုးလေးတွေမြင်လာတာပြီးတော့မှခေါင်းထဲကကျွန်တော်တို့က all in sine wave pattern လေးပါလားဆိုပြီးတော့ခေါင်းထဲလိုက်ဆွဲတာအဲ့ဒါ mathematical model လေးပဲဟုတ်ပြီနော်ကဲဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် see you in the next video ပါ